အားလုံးပဲမင်္ဂလာပါ Hockey for Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ Advanced Server ကိုအသစ်ရောက်ရှိလာတဲ့ Shop ထဲက event လေးတစ်ခုအကြောင်းကိုပြောပြပေးမှာပါအဲ့ဒါကတော့ Stellar Sumo ဆိုတဲ့ event ဖြစ်ပြီးရက်60တိုင်းမှာ skinny ပြောင်းလဲသွားမှာပါပြောင်းလဲသွားမဲ့ skinny အနေနဲ့ကလည်း Blazing, Saver, Dragon Tamer တို့လို Epic Tire Squad skinny ပဲဖြစ်ပါတယ်1 draw ကို COE 20နဲ့10 draw ကို COE 200အသုံးပြုရမှာပါအရင်ဆုံးထွက်လာမှာကတော့ Venom Squad နဲ့ဖြစ်ပြီးဒီ skinny ပါလာမှာပါရက်60တိုင်းပြောင်းလဲသွားမယ် Epic Tire Squad skinny ကို point 300နဲ့လဲလှယ်လို့ရမှာဖြစ်ပြီး Starlight မှာဖြစ်မယ်ဆိုရင်တော့ 10% discount ရလို့ point 290နဲ့လဲလှယ်လို့ရမှာပါကျွန်တော်အထင်တော့ဒီ event ကြီးကိုဖန်တီးလိုက်တာက COE တွေကိုပိုအသုံးဝင်သွားစေမယ်လို့ထင်ပါတယ်ကိုလူတွေရောဘယ်လိုထင်ကြလဲ comment မှာရေးခဲ့ကြအောင်နော်ဒါဆိုနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်